Hello မင်္ဂလာပါတီချယ်နီလာပါဒီနေ့မှာတော့တီချယ်ကိုယ်တိုင်ရေးသားထုတ်ဝေထားတဲ့ TKH Sidewalk စာအုပ်လေးနဲ့မိတ်ဆက်ပေးခြင်းလို့ပါတီချယ်ကဒီစာအုပ်ကလေးကိုဘာအတွက်ထုတ်ထားလဲဆိုလို့ရှိရင် Oxford Phonics သင်တဲ့အခါမှာတွဲပြီးတော့လေ့လာနိုင်အောင်လို့ဒီစာအုပ်လေးကိုထုတ်ထားတာဖြစ်ပါတယ်တီချယ်တို့သင်နေတဲ့ Oxford Phonics Wall 1 to Wall 5မှာပါတဲ့ဒီ Sidewalk လေးတွေကိုပေါ့နော်ပို့ပြီးတော့လွယ်ကူကူနဲ့မှတ်မိအောင်လွယ်ကူကူနဲ့သင်ကြားနိုင်အောင်ပေါ့နော်အဲ့ site work လေးနဲ့ပတ်သက်တဲ့ activity လေးတွေကိုပြုလုပ်ပြီးတော့ထုတ်ပေးထားတာဖြစ်ပါတယ်teacher ကဒီစာအုပ်ကလေးကိုဒီမှာ beginner ရဲ့ intermediate ရဲ့ advanced ရဲ့ဆိုပြီးသုံးအုပ်ထုတ်တာပါbeginner အတွက်ကတော့ teacher က Oxford Wall 1နဲ့ Wall 2နှစ်အုပ်လုံးမှာပါတယ် site work တွေအတွက် beginner စာအုပ်လေးကိုထုတ်ထားတာဖြစ်ပါတယ် intermediate level ကတော့ teacher တို့ Oxford Phonics Wall 3နဲ့ Wall 4ထဲမှာပါတယ် site work လေးအတွက်ထုတ်ထားတာဖြစ်ပါတယ် advanced level ကတော့ Oxford Phonics Wall 5အတွက်ဖြစ်ပါတယ်ဒီစာအုပ်လေးတွေကိုOxford Phonics သင်နေပေါ့နော်တသားမိမိတိုင်းအသုံးပြုလို့ရပါတယ်ဗောနော် Oxford Phonics ကိုသင်နေတဲ့ teacher တွေလည်းဒီစာအုပ်လေးကိုအသုံးပြုပြီးတော့တသားမိမိတို့ကို site work လေးတွေကိုပို့ပြီးတော့မှတ်မိအောင်ပို့ပြီးတော့လွယ်ကူအောင်သင်လို့ရပါတယ်เนาะအဲ့တော့ဒီစာအုပ်လေးလိုချင်နေဆိုလို့ရှိရင်teacher ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့0942105241ကိုဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ဒီဟာလေးတွေကတော့ဒီစာအုပ်ထဲမှာပါတယ်ပေါ့နော်Wall 1 site work လေးနဲ့ပတ်သက်တဲ့စာမျက်နှာလေးအချို့ပေါ့နော်ဒီချဲဖော်ပြပေးထားတာဖြစ်ပါတယ်ရှင်ကလေးတွေပို့ပြီးတော့စိတ်ဝင်စားအောင်လို့ရုပ်ပုံဆိုးဆိုးလေးနဲ့လည်းထည့်ပေးထားသလိုsite work เนาะအမြင်နဲ့မှတ်တဲ့ဒီ site work လေးတွေကိုပို့ပြီးတော့မှတ်မိလွယ်အောင်လို့အတွက်စာလုံးကြီးကြီးလေးနဲ့ဒီစာဖြောက်လေးကိုဖန်တီးပေးထားတာဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်